ထားရောက်ဆွေးနွေးမှများအားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီမှာဘလောက်ထားတဲ့ထမင်းစင်တွေဝပမေကထောင်မှုစောင့်နေတဲ့ထမင်းစင်တွေအားလုံးမင်္ဂလာပါနော်ဝပမေကကတော့ထောက်ရမယ်အချိန်ကတော့စောက်ရတယ်ပေါ့ဘာဖြစ်လဲဆိုတော့ကျူတွေကအရင်ပြည့်နေတယ်ကျူတွေက6လပိုင်းဒီပြည့်နေတဲ့အတွက်ကြောင့်အဲ့ဒီထဲမှာကျွန်တော်စီမှာတင်ထားတဲ့လူတွေကအဖွဲလိုက်ကတ်ထောက်လို့အစင်မပြေဘူးပေါ့ဘာဖြစ်လဲဆိုတော့လူကတအားများနေတယ်ကျူယူထားတာလည်းတအားများလဲကြံတဲ့လူတွေလည်းစီးရဆိုတော့ကြားထဲမှာတော့ညက်ပြီးတော့အစင်ပြေအောင်လောက်ရပေးမယ်ပေါ့နော်ဒါပေမဲ့ကရမထဝသေးတဲ့သူတွေကတော့ကျူမကြရတဲ့သူတွေရက်ချိန်မကြရတဲ့သူတွေကတော့သိခံပြီးစောက်ပြီးပေါ့ဘာဖြစ်ဆိုတော့ကျွန်တော်တို့ယုံတယုံနဲ့ဖြစ်နေတာမဟုတ်ဘူးနော်ယုံတိုင်းလို့ဒီဝက်ပမီကတ်ထုံးမဲ့ပြဿနာအခက်ခဲတွေကယုံတိုင်းလို့ဖြစ်နေတယ်ဟုတ်တယ်မလားတချို့ယုံတွေရတော့ရနေပြီဒါပေမဲ့တချို့ယုံတွေရနေပြီဆိုပြီးတော့ယုံတိုင်းကတော့ပြောကြတယ်ဒါပေမဲ့အဲ့လိုမျိုးlive ပေါ်မှာရနေပြီဒီနေ့လုံးမနေ့ရအဲ့လိုမျိုးရတာလည်းရှိမယ်ဒါမှမဟုတ်တရားနဲ့ရတာပဲအကောင်လုံးရတာလည်းဖြစ်နိုင်တယ်ဟုတ်လားကြားထဲမှာတဝက်တချို့ရတာလည်းဖြစ်နိုင်တယ်ကိုနာမည်ရရေးအတွက်အဲ့လိုမျိုးသူတို့ကပြောလိုက်ပေမဲ့ကျွန်တော်တို့နဲ့မှမဟုတ်ပါဘူးတခြားပွဲစားတွေနဲ့လောက်ထားတဲ့သူတွေရောကျွန်တော်တို့နဲ့လောက်ထားတဲ့သူတွေရောအမေအများဆုံးမေးခွန်းပါတယ်ဆိုတော့တချို့ရုံတွေကမြင်ရတယ်ရကုန်ပြီကိုကြီးတို့ကမရနိုင်ဘူးလားမဖြစ်တဲ့ညာဖြစ်တယ်ပေါ့ကြိုးစားတူနဲ့တူဆင်ပြီးလာပြောတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဘက်ကလည်းအတက်နိုင်ဆုံးကြိုးစားပေးနေတယ်မြန်နိုင်တယ်လို့မြန်ဟုတ်တယ်မလားအစိုးရကနဲ့လောက်တာဖြစ်တဲ့အတွက်သူတို့ချပေးမှရမယ်ကျွန်တော်တို့အဲ့ဒီမှာကျူကတော့တောက်ဆောက်ယူနေတယ်သူလွတ်တဲ့ရက်မှာပဲကိုယ်ကယူရတာဖြစ်တဲ့အတွက်ထိုင်းတဲ့နိုင်ငံတော်မှာကတ်ထောက်မှုကိုစောင့်နေကြတဲ့အလုပ်သမားပေါင်းများစွာရှိတယ်ဟုတ်တယ်မလားအဲ့ဒီထဲကမှကျွန်တော်တို့အဖွဲ့ကပါတယ်ဆိုလို့ရှိရင်တော့ကိုယ်တွေဖွဲ့ကမြန်ရပါလားကံကောင်းတယ်ပေါ့အဲ့ဒါမှမဟုတ်ကိုယ်တွေဖွဲ့ကကြမ်းကြနေတဲ့တခြားအကျိုးဆောင်နေတဲ့လောက်ထားတဲ့သူတွေကရတယ်ဆိုလို့ရှိရင်တော့ဒါသူတို့ကမြန်ဆန်တယ်လို့ပြောလို့ရတယ်ပေါ့အလောက်တိုင်းမှာတော့အခက်ခဲတွေတော့ရှိတယ်ပေါ့နော်ကိုချီကိုလက်နဲ့လောက်ရတဲ့ကိစ္စမှမဟုတ်လားဟုတ်တယ်မလားအစိုးရနဲ့ဂျဟန်ကယုံနေနဲ့တွဲပြီးလောက်ရတဲ့ကိစ္စဖြစ်တဲ့အတွက်အဲ့ဒီထဲကမှကိုလူပါတယ်ဆိုလို့ရှိရင်တော့ကိုကကံကောင်းတယ်ပေါ့ကိုလူမပါဘူးဆိုရင်တော့စောက်ပေါ့ဒါပဲရှိတယ်ဟုတ်တယ်မလားအဲကြောင့်တင်းလာနေမှာဝပမေကတ်ထောက်မဲ့လူကတော့လောလောဆယ်တော့တယောက်ပဲရနေတယ်နော်ကျန်တဲ့သူတွေတော့ဒီလိုပဲညက်ပြီးတော့ရရင်ရတဲ့လို့တတ်ထုတ်ပေးမှာပေါ့ဗျာဟုတ်တယ်မလားခါတိုင်းတော့အဖွဲလိုက်မဖြစ်နိုင်ပေမဲ့ရတဲ့လူပဲတတ်ထုတ်တာရတဲ့လောက်ပဲတတ်ထုတ်တာတတ်ထုတ်ရမယ်လို့ပဲပြောလို့ရမယ်ပေါ့โอเคလားပါဗျာဒါလေးလည်းပြောပြတာ